ကောင်းပါလေဘယ်တော့ကိုပတာကိုဘဲသွားပေါ့လေအဝှက်မှာတစ်ဖြစ်နဲ့လွန်းတတ်တဲ့မင်းရဲ့စံတော်လေးသာဖြစ်လိုက်ချင်တော့လေဘာလို့လာပြောနေရလဲကြောင်တောင်နဲ့ဟာမင်းပါစကထွက်လာတဲ့စကလုံးသားကကိုတော်တော်အယောင်ချုံမြင်သားရတဲ့တန်စင်လေးတစ်ပုတ်လို့ပါပဲလားယူးမြနေရလားဟုတ်တယ်မင်းအလှတဲ့ကြားမှာမင်းလန်းတဲ့ခြေတန်းတိုင်းခလုံးမတိစူမကြီးအောင်ကာကွယ်စောင့်ရှောက်ပေးမယ်ခရီးပါဖနာကလေးဖြစ်ရှင်လိုက်တာမျက်နှာကိုတေချာကြည့်ဒေါသထွက်နေရနော်ဟာဒေါသထွက်နေတာလားမင်းကတော့ကြောက်မဲ့ထင်ပြီးဒေါသထွက်ပြလိုက်တာပဲနော်ကိုကတော့ပြုံးပြတယ်ထင်ပြီးအာဝါးလေးတော့ပေးတော့မလို့ကိုရုံမကိုအောင်မလားဟာရှားအောင်နဲ့ရက်ဆက်ထားလားရပ်ပလက်နဲ့ရက်ဆက်ထားလားတော့မသိဘူးတိတ်ကိုခံစားရတယ်ကွာဟေးညီမလေးအချစ်ထောက်ငါဘူးလို့ကြောင်းပါအချစ်တော့မရှိဘူးအမုန်းပဲရှိတယ်မြစ်တန်နဲ့တစ္ဆာရောခဏပေးငှားလို့ရချီးကျင်ငားကျင်နေဆိုရင်လေဥပိ္ပခါတော့ရမယ်ဟာရက်ဆက်လိုက်တာညီမလေးရေလူဖြစ်လာတော့ကိုမပိုင်တဲ့ခန္ဓာကိုယ်ကြီးကိုငါဆွဲအတ္တတွေနဲ့ဖုံးသွားပြီဘာကြောင့်မြတ်တရားနေရတာလဲစားကျင်တဲ့လူကိုကျူလိုက်ရင်ကုသိုလ်တော်ရရှင်းမို့လို့တရားတရားနေတာကိုရုပ်ကိုလည်းကိုပြန်ကြည့်ဦးအသားမဲမဲမျက်နှာမှာလည်းဝက်ချံနေအမဲဆက်တွေနဲ့ကိုရုပ်မှာကိုအားမနာဒီမဲ့ညီမလေးဖြူတယ်မဲတယ်ဆိုတော့အယောင်စင်းတော့အယောင်စင်းကိုတကောင်စင်းကောက်ကြည့်မယ်ဆိုရင်အားလုံးကအမောင်နဲ့ရောက်ချင်းအယောင်မဲတွေကြီးပဲလေညီမလေးရဲ့အသားမဲပင်နဲ့အသေးကဖြူပါတယ်အမလီရင်ခုန်စီကတကွာမှမကောင်းတဲ့ရှင်းမျက်နှာကြီးကြောက်လေဖြူတဲ့အသက်လဲမလုံချင်တော့ဘူးအော်ကောင်မလေးတွေအညူရောင်ချောကလက်ကြတော့မရင်ရှက်အစားနေပြီငါကြမှာခွဲခြားနေပါလားရက်ဆက်လိုက်ကြတာဟာငါမျက်နှာရက်ဆက်လိုက်ကြတာကွာကောင်မလေးတွေငါ့ဘောရက်ဆက်လိုက်ကြတာအမောင်လူသားဟာမကြောက်ပါနဲ့အမောင်လူသားရဲ့အမောင်လူသားဘာတွေစိတ်ညစ်နေကျွန်တော်မျက်နှာမှာရှိတဲ့မဲ့ကြောက်တွေဝက်ချက်နေကြအောင်လေကောင်မလေးတွေကျွန်တော်တယောက်မှပြန်မကြိုက်ကြဘူးဗျာအဲကြောင့်ကျွန်တော်စိတ်ညစ်နေတာဒါအများလွယ်လေးအဲ့ဒါဘာလဲဒါရွှေပြည်နဲ့ထုတ်တဲ့ fashion found လေဒါလေးသုံးကြည့်လိုက်မျက်နှာမှာရှိတဲ့ဝက်ချန်တွေမှဲ့ကြောက်တွေပျောက်ကင်းပြီးစော့ကြည့်လာလိမ့်မယ်ဟာဦးလေးပြောလို့ရတော့အသားရည်ကညိုပြီးမဲတာဘယ်လိုမျိုးနေလောင်တောင်ကာကွယ်ရမလဲစဉ်းစားလို့မရအော်ဒုက္ခပြုမောင်ရင်ကိုညီမစားဒီမနမငယ်လေးရဲ့မောင်ကြီးပြောမယ်မပူစမ်းနဲ့ရှစ်ပြည်နဲ့မျက်နှာသစ်ဝင်အောင်သုံးရင်လုံးလမ်းမယ်မောင်ကြီးလည်းခုသုံးလာတာရှစ်ပြည်နဲ့ရဲ့ fashion ဖုံးမယ်မယောင်ရင်နန်းကြီးစမ်းခွဲမောင်ကြီးပါပြင်ဖြိုမေလေးရဲ့ဟဲကောင်းနေတော့မောင်ကြီးရဲ့ကောင်းနေတော့ရှစ်ပြည်နဲ့မျက်နှာသစ်ဝင်အောင်ပြုံးမေကြိုက်တယ်တော့ဟုတ်ပါလားကောင်းတယ်ဗောယုံမေလေးကြိုက်တယ်ဗောရှစ်ပြည်နဲ့မျက်နှာသစ်ဝင်အောင်ပြုံးမေကြိုက်တယ်ဗောဒီမက်ဆီ20 million နဲ့ဟောရာက50 million ရာချားဆောင်ရှမတောင်တမရ3မျိုးစိတ်ကြိုက်တာ3ကွာယုံမေဘာကခုံတင်းပြရဟန်းကိုမောင်ကြီးတကယ်ဆွမ်းမှန်းအော်အနာကမခွာနိုင်ဖြစ်နေရင်တော့မောင်ကြီးစိတ်ကြောင့်ခတ်